အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ကျွန်တော်တို့ Camera ထဲမှာရှိတဲ့ software တွေကျွန်တော်မသုံးတော့တဲ့ software တွေကိုကျွန်တော်တို့ဘယ်လိုဖြတ်မလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးပါမယ်ကျွန်တော်ဒီ TikTok လေးကိုဖြတ်ပြပေးမယ်ကျွန်တော်အရင်သွားမှာတော့ Control Panel ကိုသွားရမယ်တကယ်တော့ Control Panel ကဒီ desktop ပေါ်မှာမရှိခဲ့ရင်ကျွန်တော်ဒီမှာရိုက်ချလိုက်ပါCON ဒီမှာပေါ်လာပြီအပေါ်ဆုံးကစာ Control Panel နဲ့လိုက်ပါဒီနေရာမှာကျွန်တော်နဲ့မတူခဲ့ရင်ကျွန်တော်အပေါ်ဆုံးစာတန်းလေးကိုဒီမှာရွေးပြလိုက်ပါနော်ကျွန်တော်တူသွားလိုက်မယ်ပြီးတာနဲ့ကျွန်တော်ဒီ uninstall program ကိုနှိပ်လိုက်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဖြတ်ရှင်တဲ့ software ကိုကျွန်တော်ရှာလိုက်ပါနော်ကျွန်တော်တို့ဒီ TikTok ကိုဖြတ်မှာဖြစ်ပါတယ်TikTok ကိုနှစ်ချက်နှိပ်လိုက်ပါနော်နှစ်ချက်နဲ့ဒီမှာအမှန်ကြီးလေးချစ်ပြီးတော့ uninstall လုပ်နှိပ်ပြလိုက်uninstall နှိပ်လိုက်ဒီမှာပြတ်သွားပြီနော်ပြီးတာနဲ့ဒီတော့ဒီကောင်လေးချက်နှိပ်ပြလိုက် okay ဒါဆို TikTok ကပြတ်သွားပြီ okay အားလုံးကိုကျေးဇူးတင်ပါတယ်